အားလုံးပဲမင်္ဂလာပါ Vibe မြန်မာ Channel မှာတဖန်ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒုတိယလွတ်လပ်ရေးတိုက်ပွဲလို့ခေါ်တဲ့ရှစ်အရေးတော်ပုံရေးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်တခါ988ခုနှစ်ရဲ့ဒီရေလိုင်းကြီးဟာအလိုလောက်ပေါက်ကွဲထွက်လာတာဖြစ်ပြီးမဲ့အဲ့ဒီလိုင်းလုံးကြီးတွေကိုလမ်းကြောင်းမှန်အောင်ထိန်းချောင်းပေးခဲ့တဲ့ခေါင်းဆောင်တွေရဲ့အခမ်းအနားကလည်းအရေးကြီးလာပါတယ်အဲ့ဒီအချိန်ကမိခင်ကြီးကြက်မာရဲ့အတွက်မြန်မာပြည်ကိုခတပြန်ရောက်နေတဲ့ဒေါ်အောင်ဆန်းစုကြည်ဟာလူထုရဲ့တောင်းဆိုမှုကြောင့်တမိုင်းပေးတာဝန်ကိုလက်ခံနေရပါတယ်ရွှေဒီကုံဖေကအနောက်ဖတ်မှုခကလူပင်လယ်ကြီးရှေ့မှာသူပထမဆုံးမိန့်ခွန်းပြောခဲ့တဲ့နေ့ဟာရှစ်အရေးတော်ပုံရဲ့အကြီးမားဆုံးတို့အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူကဒုတိယလွတ်လပ်ရေးတိုက်ပွဲလို့တင်စားပြီးကြောက်ရွံ့မှုတွေကိုဘလို့ကြော်လွှားရမလဲဆိုတာပြည်သူတွေကိုလမ်းပြပေးခဲ့တာဟာလူထုအသက်ကြီးမားတဲ့ခွန်အားတစ်ခုဖြစ်စေခဲ့ပါတယ်တစ်ဖက်မှာလည်းចောင်းသားတို့ကြားမှာမင်းကိုနိုင်ဆိုတဲ့အမိဟွတ်ဟာအုတ်ချုပ်သူတွေအတွက်ထိတ်လန့်စရာចောင်းသားတွေအတွက်တော့အားကိုးရာခေါင်းဆောင်ဦးဖြစ်လာခဲ့ပါတယ်သူဟာဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဘကတကိုပြန်လဲအသက်သွင်းပြီးလူငယ်တို့ရဲ့နိုးကြားတကြွမှုကိုစနစ်တကျစူးစီးပေးခဲ့သူပါလမ်းမပေါ်မှာလက်သီးလက်မောင်းတန်းပြီးဒုတ်အရေးလိုအော်ဟစ်ခဲ့တဲ့သူ့ရဲ့အသံဟာအကျန်းဖတ်နှိမ်နှင်းမှုတွေကြားမှာလည်းနောက်မဆုတ်ပဲတိုက်ပွဲဝင်ခဲ့တဲ့လူငယ်တို့ရဲ့ရဲရဲမှုကိုစားပြုခဲ့ပါတယ်ဒါအပြင်တမတော်ခေါင်းဆောင်ဟောင်းကြီးတွေဖြစ်တဲ့ဦးအောင်ကြီးနဲ့ဦးတင်ဦးတို့ကလည်းဖီသူဘက်ကမာမမတ်ရက်တီပေးခဲ့ကြပါတယ်ဦးအောင်ကြီးရဲ့အိတ်ဖွင့်ပေးစာတွေဟာတိုက်ပြည်ရဲ့ပြင်စည်းနေတဲ့အခြေအနေတွေကိုပြည်သူတွေပုံမသိမြင်အောင်လောင်မိမောင်းထိုးပြနိုင်ခဲ့သလိုဦးတင်ဦးကလည်းပြည်သူစစ်စားဆိုတဲ့ဂုံတရက်နဲ့အညီလူထုနဲ့အတူတသားတည်းရက်တီပြခဲ့ပါတယ်သူတို့လိုဝါရင်ပုဂ္ဂိုလ်ကြီးတွေပါဝယ်လာမှုကြောင့်အရေးတော်ပုံကြီးဟာပုံမကျယ်ပြန့်ပြီးအရှိန်အဟုန်ကြီးမားလာခဲ့တာပါဒီခေါင်းဆောင်တွေဟာတနက်ပြောင်းမတွေကြားမှာတင်မဟုတ်ပဲလူထုရဲ့နှလုံးသားထဲမှာပါနေရာယူပြီးအမောင်ကြီးထဲမှာအလင်းရောင်ရဖို့အတွက်ကိုကြိုးစွန့်ပြီးရှေ့ကနေရှော့လန်းခဲ့ကြသူတွေဖြစ်ပါတယ်